တပန်းရွေးချယ်လာတဲ့တခြင်းလေးကိုလည်းပြည်သက်တွေအားလုံးသိတော့အောင်ပြောပြပေးပါဦးခုတစ်ပုံအနေနဲ့ရုပ်ရှင်တေးလေးတစ်ပုံဖြစ်တဲ့မြစ်တာစေကြောင်းလို့အမည်အတေးလေးနဲ့ပြောပြပါရစေ